မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးထဲမှာ number typing ရိုက်တဲ့အကြောင်းလေးကိုပြောချင်တာပါအဲဆို advanced သမားတွေadvanced excel ပေါ့နော်ရုံမိုင်းနဲ့အလုပ်ဝင်မဲ့သူတွေအတွက်မဖြစ်မနေလေ့ကျင့်ထားရမယ့် number typing လေ့ကျင့်ခန်းလေးပါအဲဆိုပုံမှန်ရိုက်နေတဲ့ဒီ typing software လေးထဲမှာပဲဒီ numeric keypad ဆိုတာလေးရွေးလိုက်ပါမယ်အဲ့ထဲမှာ lesson လေးတွေက1 to 5ပေါ့နော်ဒီလောက်ရိုက်လို့ရှိရင်လုံလောက်ပါပြီဟို6 7ကျန်တဲ့ဟာတွေကကျတော့ operator တွေပါနေရဆိုတော့ operator တွေထိပါဖို့မလို့ပေါ့နော်ဒီ1 to 5ကိုလေ့ကျင့်ရပါပြီဒီထဲမှာရှိနေခဏလေးအားလုံးပါသွားမယ်ပေါ့အဲ့လက်နေရာချတဲ့အခါကျတော့ဒါလက်ညိုးလက်ကလေးဒါလက်တကြွယ်ဒီအောင်လက်သက်အဲ့လိုနေရာချပြီးတော့မှဖြည်းဖြည်းချင်းရရင်လည်းပဲ number ကပဲလဲချောင်းလေးနားမှာရှိရလဲအဲ့လိုအင်္ဂလိပ်စာရိုက်ခဲ့တယ်လို့မှတ်ထားပြီးတော့မှရိုက်သွားမှာပေါ့နော်အဲ့လို number typing ရိုက်တဲ့အခါကျတော့ဒီ keyboard မှာပေါ့နော် keyboard မှာဒီ number lock ဆိုတာလေး number lock key လေးကိုပိတ်မိထားရဆိုလို့ရှိရင်ဒီ number တွေရိုက်လို့ရမှာမဟုတ်ဘူးအဲ number lock key ကိုတစ်ချက်နှိပ်ပြန်ဖွင့်ပေးရမယ်ဒါလုပ်ငန်းခွင်မှာလုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် number တွေရိုက်နေ number ရိုက်မရတော့ဘူး number အစားပေါ့နော် home key တို့ဒီ arrow လေးတွေအဲ့ key တွေပြောင်းသွားရဆိုရင်ဒီ number lock နဲ့ပြန်ဖွင့်ပေးရမှာပေါ့နော်အဲ့ဒီ number လေးတွေကိုရိုက်ပြီးလေ့ကျင့်ထားမယ်တကယ်ဒီ number တွေကိုကျွမ်းကျင်နဲ့ပါလေ့ကျင့်ထားတယ်ဆိုလို့ရှိရင်interview ဝင်တဲ့အခါမှာလည်းတခြား interview ဝင်တဲ့သူတွေထက်ကိုပို့ပြီးတော့တာနေမယ်ပေါ့နော်လုပ်ငန်းခွင်နဲ့ဝင်သွားတဲ့အခါလည်း number တွေကိုရိုက်သွင်းရမယ်စဉ်းစားတွေကိုမှန်ကန်နဲ့မြန်လေးရိုက်သွင်းလို့ရမယ်ပေါ့နော်ဒါကြောင့်မလို့စင်းမိုင်းနဲ့ advanced excel စင်းမိုင်းနဲ့ပေါ့နော်ဒီကနန်းကိန်းကလေးဒီမများရိုက်ထည့်ရမယ်တခြားသူတွေအတွက်လည်းဒါကတကယ်လေ့ကျင့်ထားတဲ့လေ့ကျင့်ခန်းလေးတစ်ခုပါဆိုတော့ number type ပြီးမှဒီ software လေးကိုလိုချင်နေဆိုလို့ရှိရင်တော့အောက်က comment မှာပေးထားလိုက်ပါမယ်ကျေးဇူးတင်ပါတယ်